တော့ရွာသူတယောက်ရန်ကုန်ရောက်နေတာပါအဲရွာသူမဟုတ်ငါတို့ကမန်းလေးသူကရန်ကုန်ရောက်တာဒါမှမထူးဆန်းအားလုံးပဲမင်္ဂလာပါအခုကတော့ညီမတို့ကိုင်းနဲ့တူတူရန်ကုန်ကိုသွားနေရဖြစ်ပါတယ်ရန်ကုန်ကတော့ဒီတိုင်းပေါ့ပါဆေးသွားရောက်တာတို့ဆေးကန်သွားပြတာတို့ပေါ့နော်အဲ့ဒီ vlog လေးပါဒါပေမဲ့ဆေးကန်ပြတာတွေဆေးသွားရောက်တာတွေတော့ညီမမပြပါဘူးဒီတိုင်းပဲရှောက်သွားတဲ့ vlog လေးတင်မှာပါဖြစ်ပါတယ်အဲ့တော့ကိုကြီးကတော့အိမ်နေတယ်ညီမကတော့ကိုကြီးကိုနှောင်နေနေဗီဒီယိုတွေလိုက်ရိုက်တယ်ပေါ့နော်ဒါကတော့ရန်ကုန်နဲ့နေပြည်တော်ဂျာခရှော့လေးတူရပေါ့နော်နေပြည်တော်ရောက်တော့မှထင်တယ်နေပြည်တော်မှာခဏနာပြီးတော့ညီမတို့ထမင်းစားမှာဖြစ်ပါတယ်အခုကတော့နေပြည်တော်နာကနေပြည်တော်မှာပေါ့နော်မင်္ဂလာပါဆိုရဲဆိုင်မှာထမင်းစားမှာဖြစ်ပါတယ်ထမင်းတော့မစားဘူးပေါ့နော်ညီမတခုခုမှစားမယ်လို့တွေးထားပါတယ်ဒါပေမဲ့လေစဉ်းစားကြည့်လိုက်တော့မဟင်းကားတို့မုံတီကိုစားချင်ပေါ့နော်မန်လေးကနေထွက်လိုက်တာနဲ့ဟိုမန်လေးအစားတောက်တွေစားချင်ညာပေါ့နော်အဲ့တော့ဒီမှာမဟင်းကားကရန်ကုန်မဟင်းကားပဲရတာဆိုတော့ရန်ကုန်မဟင်းကားပဲဝယ်တောက်ခဲ့ပါတယ်မဟင်းကတောက်တာလားစားတာလားဆိုတော့ညီမတို့မန်းလေးကိုမေးမယ်ဆိုရင်တော့ညီမတို့ကတောက်တယ်လို့ပဲပြောမှာပေါ့နော်ဘယ်လိုပဲစားတယ်လို့ပြောညီမတို့ကတော့မဟင်းကတောက်တယ်လို့ပဲပြောချင်တယ်ပေါ့နော်အငယ်ကလေးကလည်းတောက်တယ်လို့ပဲတွေးလာဆိုတော့လေမဟင်းကတောက်တယ်ပေါ့နော်တကယ်လို့ comment ထဲမှာတစ်ခုလောက်ပြောခဲ့ကြအောင်နော်မဟင်းကတောက်တာလားစားတာလားဆိုတာနော်ဒီလိုနဲ့တလန်းလုံးကိုယူစားလိုက်နောက်လိုက်နဲ့ခရီးသွားခဲ့ကြပါတယ်ပျော်ရှင်ပေါ့နော်အမှန်တိုင်းပြောရရင်ကိုကြီးနဲ့တွေ့ပြီးတော့ဒီ6နှစ်တာကာလအတွင်းပေါ့နော်ကိုကြီးနဲ့ဒီလိုလက်ပျော်ရှင်နဲ့တခါမှခရီးမသွားဘူးပေါ့နော်ခရီးသွားတယ်ဆိုရင်မိဘတွေနဲ့သွားတယ်တငယ်ချင်းတွေနဲ့သွားတယ်ဒါပေါ့နော်ကိုကြီးနဲ့ကတော့လုံးဝမစုံဖြစ်ဘူးပေါ့နော်တခါလေဒီဟိုကလေးပါအပါဝင်သွားတာတွေတော့ရှိရပါတော့ဒါပေမဲ့လည်းဒါကတော့2ယောက်တည်းပထမဆုံးပျော်ရှင်သွားဖြစ်တာဖြစ်ပါတယ်ဒါကတော့လမ်းမှာငလင်လုံးလို့တရားကြီးကိုပြင်ဆောင်နေပါတော့တော့ဒီဘက်ကလမ်းလွဲတရားကနေသွားခဲ့တယ်ပေါ့နော်စောင့်နေတဲ့ site ကြီးပေါ့နော်တော်တော်မြေတွေကိုထဲမှာတိုးပြီးတော့စောင့်နေတာဖြစ်ပါတယ်ဒါကတော့ကိုကြီးကိုစမ်းခွင်လင်းပေးနေရပေါ့နော်ကိုကြီးမျက်နှာကြီးမဲမှာဆိုလို့ဆိုပြီးတော့ခရုစိုက်ပေးနေရဖြစ်ပါတယ်ဒါမဲ့လေကိုကြီးကတော့မလင်းချင်ဘူးစွတ်တွေကိုလင်းပေးနေရပေါ့နော်လိန်ပြောသူချောတယ်သူကိုသူပြောနေတာပေါ့နော်ချောလားမချောလားလည်းပြောခဲ့ကြပါအောင်နော်ဒါကတော့ညီမရဲ့တူတီတော့ပိုင်ဆိုင်ရာလေးပေါ့နော်ပြောလေလမ်းပေါ်ကသွားကျင်တာလေးရမှာဘယ်လိုတော်လဲညမဆိုင်တယ်မစီရတယ်ဝင်သွားတယ်လိုက်တာတော့ဘောတာတော့နောက်ကလာတော့ပိတ်ထားကြလို့ရတယ်ဒီလာတော့စမ်းခွင်လေးရပါတယ်စမ်းခွင်ဘိုင်းကိုစမ်းခွင်လေးပါတယ်ဒီလောက်တော့လင်းရမှာမဟုတ်ပါဘူးဒါတော့2မျိုးကြီးလင်းရမှာဒီတော့မရှိမဖြစ်ကစမ်းခွင်ပေါ့စမ်းခွင်လေးတုံးလေးဒီလောက်ကအတတ်ဒီလိုနဲ့ကိုရဲ့ပခုံးလေးပေါ်မှာမေးပြီးတော့တချင်းလေးနားထောင်လိုက်လမ်းလေးကြည်လိုက်နဲ့အရန်ကိုတာရခဲ့ပါတယ်သွားခဲ့သမျှခီးကုံလုံးထဲမှာဒီခီးကတော့အပျော်ဆုံးပေါ့နော်ဒါကတော့2026ရဲ့ပထမဆုံးခီးလေးဖြစ်ပါတယ်ကိုင်းနဲ့တူတူချိန်အကြာကြီးပေါ့နော်ကားစီးပြီးတော့ရန်ကုန်သွားတာဖြစ်ပါတယ်ရန်ကုန်ကကိုရဲ့ညီမစေးခန့်ပြတာပေါ့နော်ပြီးတော့ကိုကြီးတို့ကစေးကုမ္ပဏီမှာအလုပ်လုပ်တာဆိုတော့ဒီစေးကုမ္ပဏီကစေးတွေကိုဖြန့်ဖြူးရေးလောက်တာပေါ့နော်အဲဒါကြောင့်အဲ့ဒီအလုပ်ကိစ္စနဲ့လည်းသွားတာကိုလိုက်သွားတာဖြစ်ပါတယ်ဒါကတော့ရန်ကုန်မြို့ရောက်ပြီးတက်စီနဲ့ဆာကူရာဆေးရုံကိုသွားမှာဖြစ်ပါတယ်အဲ့တော့လမ်းမှာတွေ့သမျှမြင်သမျှအကုန်ရိုက်လာခဲ့တာပေါ့နော်ဒါကတော့ဆာကူရာဆေးရုံရဲ့အရှိမအိုအော်လီအွန်လာရဲ့ခေတ်ဖြစ်ပါတယ်
ဒါကတော့နေခင်ပတ်ရန်ကုန်ရဲ့ယူဇနာပလာဇာမှာမုတ်သွားစားတာဖြစ်ပါတယ်ပြီးတော့ဝဲစရာချမ်းစရာလေးရှာလဲဝယ်ချမ်းခဲ့ပေါ့နော်ရန်ကုန်မြို့ကတော့လေလုံးဝဆန်ပဲဒီတဘူးနဲ့ပတ်ရဆိုတော့တကယ်ပြောရတာတကယ် ဟမ် ဘာပလာဇာ ရန်ကုန်ရောက်မှပဲလမ်းများများရှောက်ဖြစ်တော့တယ် ယူဇနာပလာဇာမှာဘာမှမဝင်နိုင်လို့ကိုနေမဝိုင်းတရက်ဒီ3တောင်ဘူးစားခဲ့ပါတယ်တရက်ဒီ3တောင်ဘူးပါဒီမှာတရက်ဒီ3တောင်ဘူးပါဒီ3တောင်ဘူးရဲ့ဖုန်းကပါလေးရဲ့လာပါတယ် မင်းကဟိုစားလေးအောက်မှာတက်စီငားပြီးငါ့ကိုငါတို့စီလာလိုက်ပဲပို့ပြီးအဆင်ပြေတယ်လေ ဟေးကူနေပါတယ်အကောင်မျိုးကိုပတ်နေတာ မင်းတော့ဆောက်ဖို့ပါအဲလဲဆောက်ကိုယ်ပဲဒီမလေးမှာပဲနေများတာဆိုတော့ဒီရန်ကုန်ကြီးကိုတိတ်ပြီးတော့မလာတတ်ဘူးပေါ့နော်မင်းစားနေပါတယ်ဒါပါပတ်ထားလို့ခါနေလို့မင်းစားလိုက်ပါဦးမယ်နော် ပြောဟိဘာပြောချင်တော့ ဘာပြောချင်လဲ ဘယ်ကြီးဆောက်လန်းပဲကြီးဟောမှာနာငါမရခိုင်မတီတို့အဲဘောစား ကဲအိမ်ပြန်ပါပြီဒါကတော့ညရွှေမလာကားနဲ့အိမ်ပြန်တာဖြစ်ပါတယ်ရန်ကုန်မှာတရက်လောက်ပဲနေလိုက်ပါတယ်ပေါ့နော်တရက်နေပြီးတော့စုံနေအောင်ပတ်သွားခဲ့တယ်ဒါမဲ့လည်းစုံနေအောင်ပတ်သွားခဲ့တယ်ဆိုပေမဲ့လည်းသူများကြီးပြောသူရန်ကုန်မြို့အကျယ်ကြီးစုံနေအောင်ရောက်ခဲ့ပါဘူးရှင်နောက်ခါမှပြန်ဆောင်ချင်ပါတယ်တတာအားလုံးကိုကျေးဇူးတင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်နောက်ဗီဒီယိုမှာပြန်ဆောင်ချင်ပါတယ်နော်ဆက်လိုက် subscribe လည်းလုပ်ခဲ့ပါအောင်နော်ဘိုင်ဘိုင်